Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာဆိုကျွန်တော်တို့ចောင်းတက်မှာကိုတင်မလောက်ကြောက်တဲ့လူကြီးနောက်ကျတော့ចောင်းတက်မှာအရန်ပြင်းတဲ့လူကြီးចောင်းတက်မှာအရန်ပြင်းတဲ့လူကြီးပြီးတော့ကျွန်တော်ဒီနေ့မှာအကြံကောင်းလေးတစ်ခုကျွန်တော်ပြပြအောင်မှာဖြစ်ပါတယ်အဲ့အကြံကောင်းလေးကလည်းကျွန်တော်ရိုင်းပောက်ပွဲလေးဆိုင်ရှောက်ပြောနေတာမဟုတ်ဘဲနဲ့ကျွန်တော်ကိုယ်တိုင်လည်းစမ်းတုံးကြည့်ပြီးတော့တကယ်ရလက်ကောင်းတွေရရှိခဲ့တဲ့အကြံကောင်းလေးဖြစ်ပါတယ်ဆိုတော့အဲ့အကြံကောင်းလေးကိုမပြောခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်နောက်ကျတော့ comment မှာလည်းကြိုက်တဲ့ emoji လေးစာလေးရေးပေးပါလို့ရပါပေါ့အဲ့ဆို view လေးဆိုင်ကြအောင် okay ပထမဆုံးနေနဲ့ကျွန်တော်အဲ့နီလန်းလေးကိုမပြောခင်ကျွန်တော်တို့ចောင်းတက်တောင်မှာမျိုးစုံခွဲရရှိတယ်ဘယ်လိုခွဲလဲဆိုတော့ကျွန်တော်တစ်ခုနှစ်ခုဆိုအဲ့လိုခွဲပြဖို့အတွက်ကနည်းနည်းတော့ခက်တယ်ဆိုတော့ကျွန်တော်အချင်းကျုံနေနေပဲအနှဲငယ်ပဲကျွန်တော်ပြပြအောင်မှာဖြစ်ပါတယ် okay ပထမဆုံးအနေနဲ့ကျွန်တော်ចောင်းတော့တက်တယ်ចောင်းတက်လည်းမှန်တယ်ဒါပေမဲ့အစာလုံးဝလိုက်မလုပ်ဘူးចောင်းမှာလည်းကလေးကချီလိုက်လုပ်တယ်ဒီအားကျမှဘူချာလိုက်လုပ်တယ်ပေါ့ဗျာအမအဲ့ဒါနံပါတ်1အနေနဲ့တစ်ချက်အဲ့လိုလူရတက်ရှိတယ်နောက်ကြတော့ကျွန်တော်ចောင်းလည်းမတက်ချင်ဘူးစာလည်းမလုပ်ဘူးနောက်ကြတော့ကျွန်တော်အိမ်မှာနေလားဆိုတော့လည်းမနေဘူးအဲ့လိုကြဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ဥပမာတင်မလားအိမ်ကနေပြီးတော့လေလွယ်ကြီးလွယ်ရွယ်ကျောင်းတွားတယ်ဒါပေမဲ့လမ်းကြရင်တော့ဟာကျောင်းမတွားချင်တော့ဘူးဆိုပြီးတော့တခြားနေရာဥပမာစီနီမတ်တီလိုပါတခုခုတင်မလားအဲ့ဒါဟိုတွားတာမျိုးရှိတယ်နောက်ထပ်တစ်ခုအနေနဲ့ထပ်ပြောရမယ်ဆိုရင်တော့ကျွန်တော်ကျောင်းလည်းမတက်ဘူးနောက်ကြတော့ဒါပေမဲ့တော့ကျောင်းမဲမတက်တာအိမ်မှာဆိုစာလုပ်တယ်ကျောင်းမှာပြီးတဲ့စာတွေတကယ်ကြီးဆရာပြန်ကူးတယ်ပြန်ကူးသွားရင်ပြန်ကူးရဒါမှမဟုတ်ကျုပ်ဆရာနဲ့ပုံနေတောင်းတယ်စာပုံလို့ဗျာတင်မအခုခေတ်ကကြတော့တော်တော်ဆက်တယ်ဘူးဆိုအရင်ခက်ခဲတဲ့ထိမှမဟုတ်တော့လားအရင်လွယ်ကူနေတဲ့ခေတ်ကြီးကိုအဲ့လိုမျိုးပုံနေပိုင်းပို့ပြီးတော့စာချက်မှာပေါ့ဗျာအဲ့လိုလူကတက်ရှိတယ်ကျောင်းမတက်ဘူးနော်ဒါပေမဲ့အဲ့လိုမျိုးလုပ်တဲ့လူကကြတော့နေပါလေအတန်းကြီးကြီးများတယ်ဥပမာစနတန်းကျောင်းသားတွေဆိုပို့တာများတယ်မပေါ်တာလေ okay ကျွန်တော်စကားအများကြီးမပြောခင်နဲ့ကျွန်တော်ရဲ့ဘယ်လိုမျိုးဟာကိုအတုံးပြုခဲ့လို့ကျွန်တော်ဒီလိုမျိုးကျောင်းကိုအရန်တက်ချင်တဲ့ခြေဖြစ်ပေါ်လာတဲ့ခြေဖြစ်ပြီးတော့ဘလောက်တောင်မှစောင်းကျန်းရတယ်ဆိုကျွန်တော်ပြောပြပါမယ် Oh my god wow အဲ့တော့ဘယ်လိုမျိုးလဲဆိုတော့ရှင်းနေပါဥပမာရုပ်ချောတဲ့လူဆိုရင်တော့ကျောင်းမှာကောင်းမလေးတယောက်ထားလိုက်ကျွန်တော်လည်းမို့ရုပ်ရည်တိတ်မရှိဘူးဆိုရင်တော့ crab ပဲထားလိုက်အဲ့ဆိုရင်တော့အဆင်ပြေပါတယ်ဘယ်လိုဖြစ်ဖြစ်ကျောင်းတက်ရင်ဒီမျက်နှာသူ့ရဲ့မျက်နှာလေးကိုတွေ့ရမယ်ကျောင်းမတက်ရင်သူ့ရဲ့မျက်နှာလေးမတွေ့ရဒါပဲဘယ်လိုဖြစ်ဖြစ်ကိုကြိုက်တဲ့လူကိုချစ်ရတဲ့လူဒီမျက်နှာကိုတော့ဘယ်လိုဆိုတွေ့ကြညမှာပဲဟုတ်တယ်မလားဆိုတော့ကျွန်တော်တို့ကျောင်းတွေပါလေတက်မှာပြင်းတယ်နောက်ကြတော့လုံးဝတက်မလားကျောင်းတက်မှာတင်မလောက်ကြောက်တဲ့လူဆိုရင်ကျောင်းမှာအဲ့ဒီကိုယ့်ရဲ့အခန်းဒုမဟုတ်တခြားအခန်းမားကြီးပဲဖြစ်ဖြစ်ညီမလေးတွေပဲဖြစ်ဖြစ်အတန်းသားချင်းကြီးပဲဖြစ်ဖြစ်ကြန့်ကြတယ်ပါဒါမှလည်းချင်းချလိုက်ပါဒါမှလည်းသဘောကျရင်ကြားလိုက်ပါโอเคအဲ့ဒီနေနေပဲဒီတိုင်းပဲတဲ့မလားသဘောကျတယ်ငါတို့သဘောကျတယ်အဲ့တော့ငါတို့တွေ့ကျင်တယ်တွေ့ကျင်တော့အဲ့ကြောင့်ငါကြောင်းတွားတယ်ကြောင်းတွားတော့အနည်းဆုံးတော့စာမလုတ်ချင်မိမယ်လေတွေ့မင်းလားလေးကိုတွေ့ရပေါ့အနည်းဆုံးတော့စာမွေးတော့ဝင်ဖြေလို့ရပါတဲ့မလားဆိုတော့ကျွန်တော်တို့နောက်ထပ်အနေနဲ့ဆက်ပြောပြရမယ်ဆိုရင်စာလုပ်ဖို့ဆိုရင်ရောဘယ်လိုနည်းတွေလုပ်ရမလဲဆိုတော့ကျွန်တော်ဆက်ပြောပြအောင်မယ်အဲ့ဆိုရင်တော့အဲ့ချိန်ကျရင်တော့နီလာဘယ်နှခုရှိမှထင်နီလာဘယ်နှခုရှိလဲဆိုတော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့ကျွန်တော်တိတိလောက်တော့ကျွန်တော်ပြပြမယ်အဲ့နေရာမှာကျတော့တစ်ခုပဲရှိရဘာလဲဆိုတော့ခုနကလိုမျိုးကောင်မလေးတွေကိုထားတယ်ပဲထားပါအောင်တဲ့မှာကောင်မလေး crack ကြီးထားတယ် okay ထားတော့အဆင်ပြေတယ်ဒါပေမဲ့ကိုကြိုက်တဲ့ကောင်မလေးကဘယ်လိုပုံစံမျိုးလဲဆိုတော့တိဝတ်လို့တယ်သူကဒီတိုင်းပဲတဲ့မလားစာလမ်းမကြိုးစားနောက်ကြတော့ပြဿနာလည်းအရင်ရှာအဲ့လိုကောင်မလေးမျိုးတော့မထားတင်လို့တော့ထင်တယ်ဒါပေမဲ့လည်းကြောင်းကြောက်ဆိုတာအကြိုက်ချင်းတူတာလည်းမဟုတ်ဘူးဒါပေမဲ့ထားပါရတယ်ဒါပေမဲ့အဲ့လိုတကယ်လက်စာလုံးချင်စာလုံးမယ်ဆိုတဲ့လူကြီးအတွက်ကကြတော့အဲ့လိုမျိုးတကယ်စာလည်းကြိုးစားတယ်အေးလေးနဲ့တွားနေတူနေပြီးပြဿနာလည်းတိတ်မရှာဘူးလင်းလိမ့်မှရင်လေးရင်ကြီးအဲ့လိုကောင်မလေးမျိုးထားလာတော့ပိုပြီးအဆင်ပြေပါတယ်โอเคကျွန်တော်ဖီလေးကဒီလောက်ပါပဲကျွန်တော်နောက်ထပ်ဗီဒီယိုဒီမှာကျောင်းတိုက်အတွက်အနေနဲ့ရောတခြားလူကြီးမိဘအတွက်အနေနဲ့ရောအကျိုးရှိစေမယ့်ဗီဒီယိုတွေကျွန်တော်ဆက်ပြီးဖန်တီးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပေးကြဖို့အတွက်ကျွန်တော်ပြောချင်ပါတယ်အဲ့ဆိုတော့နောက်ဗီဒီယိုမှာထပ်တွေ့ကြပါအားလုံးတက်တာ